Hello အားလုံးမင်္ဂလာပါဆုလိုမျိုးကြာစံကြောကြိုက်တဲ့သူတွေရှိလားဒီနေ့မှာတော့ဆုကလွယ်ကူရွရှင်းပြီးတော့စားလို့လည်းအရန်ကောင်းတဲ့ကြာစံကြောနည်းလေးကိုအားလုံးကိုလည်းမျှဝေပေးတာပါကြာစံကြောပြီဆိုလို့ရှိရင်တော့အချင်းကောင်းကောင်းလေးကလည်းမပါမဖြစ်မလို့ဆုကဒီနေ့ကြာစံကြောနဲ့အတူတူအချင်းဖြော်နည်းလေးကိုပါဒီဗီဒီယိုထဲမှာပြပြပေးထားပါတယ်ကဲဒါဆိုရင်တော့ဆွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးအောင်နော်ကြာစံကိုတော့စုကတထုပ်ရဲ့တဝက်ကိုပဲတုံထားပါတယ်တကယ်လို့ကိုကများများလေးကြော်ခြင်းနဲ့ဆိုရင်လည်းများများလေးကြော်ပေးနိုင်ပါတယ်တထုပ်မှာ400 gram ပါတာမဟုတ်လို့စုက200 gram ကိုသုံးပါမယ်ကြာစံလေးကိုတော့အရင်ဆုံးရေနဲ့နိုင်ဝက်တနာရီလောက်စိမ်နာပေးလိုက်ပါမယ်အချိန်ရတယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့လည်းစိမ်နာပေးနိုင်ပါတယ်ပြီးတာနဲ့မကြီးချင်းလေးဖြုတ်ဖို့အတွက်ကိုလည်းမကြီးမဲ့လေးနဲ့ထညက်လေးကိုရေနွေးလေးနဲ့စိမ်နာပါမယ်မကြီးမဲ့လေးတွေနူးသွားတဲ့အထိပေါ့နော်ပြီးတာနဲ့အသီးနှံလေးတွေပြင်ဆင်ပေးပါမယ်အရင်ဆုံးတော့မုံလာဦးနီလေးကိုအချစ်လေးနဲ့ချစ်ပြီးတော့မှဒီလိုမျိုးအပပလေးလီထားပေးလိုက်ပါတယ်။ကြိုင်းနေတဲ့ပုံစံမျိုးလေးလီထားပေးနိုင်ပါတယ်။အိမ်မှာရွှေပဲသီးလေးရှိနေရတဲ့ရွှေပဲသီးလေးလည်းထည့်ပြီးတော့ကြော်ပါမယ်။ရွှေပဲသီးကိုတော့အခုလိုမျိုးပုံစံလေးလီထားပေးတယ်။ပြီးရင်တော့ကော်ဖီထည့်ပါမယ်။ကြာစံကြော်အနေများပုံမူတည်ပြီးတော့အသီးနှံလေးတွေကထည့်ပေးနိုင်ပါတယ်။စုကတော့အိမ်မှာအသီးနှံလေးတွေလည်းပို့နေရနဲ့ကြာစံကြော်လေးကြော်စားဖြစ်တာပေါ့နော်။ကော်ဖီလေးပြပြဆိုလို့ရှိရင်တော့ကျွတ်သွန်ဖြူလေး5 မွှာလောက်ကိုလည်းတပြားလေးရိုက်ထားပေးပါမယ်။ကျွတ်တော်နီကိုတော့စုကတလုံးလုံးမသုံးတော့ဘဲနဲ့တလုံးရဲ့တချမ်းစာကိုပဲခပ်ပပလေးလီထားပေးလိုက်ပါမယ်။ကြာစံကြော်အနေများပုံမူတည်ပြီးတော့အခုလိုမျိုးပေါင်ပစ္စည်းလေးတွေကလည်းလိုတိုးပို့လျှော့ရှိနိုင်ပါတယ်။ပြီးတာနဲ့ခရမ်းညစ်သီးလေးလည်းထည့်ကြော်ပါမယ်။ခရမ်းညစ်သီးလေးတွေကိုတော့အခုလိုမျိုးပပလေးလီထားပေးမယ်။ကျုပ်တလုံးကိုလည်းပကံနဲ့ဖောက်ထည့်လိုက်ပါမယ်။ပြီးရင်တော့သူတွေကိုစားရဲ့ငရုတ်ကောင်းတဲ့အရသာမုံလေးထည့်ပြီးတော့မှတေချာလေးခလောက်ထားပေးလိုက်ပါမယ်။ကြာစံကြော်ထဲမှာဆိုရချက်သားလေးထည့်ဦးမှာဆိုတော့ကျုပ်တို့တော့တလုံးမဲ့ထည့်ပြီးတော့ကြော်ထားပါတယ်ကျုပ်လေးကိုစီပူလာရင်တော့ထည့်ပြီးတော့ဟိုဘက်ဒီဘက်လှန်ပြီးတော့ကြော်ပေးလိုက်ပါမယ်ကျုပ်ကြော်လေးချက်ပြီးဆိုလို့ရှိရင်တော့ကျုပ်ကြော်ကိုဆယ်ထုတ်ထားပြီးတော့အေးသွားရင်တော့အစူတို့တေးသေးလေးညှက်ထားတာဖြစ်ဖြစ်လှီးတာဖြစ်လှုပ်ထားပေးလိုက်ပါမယ်ပြီးရင်တော့အိုးရဲကိုစီပြန်ထည့်ပြီးတော့မှကျွတ်သွန်ဖြူနီလေးထည့်ပြီးတော့အရင်ဆုံးစီတက်ပေးပါတယ်ကျွတ်သွန်လေးနွားလာပြီဆိုလို့ရှိရင်တော့ချက်သားလေးတုံးတာထည့်ပါတယ်စုကထည့်တဲ့ဗီဒီယိုလေးမရိုက်လိုက်ရအကြောင်းစုဒီဇိုင်းလေးပဲထည့်ထားပြီးသားလေးရိုက်ပြလိုက်ပါတယ်ပြီးရင်တော့ချက်သားလေးကိုရသမုံလေးနဲ့ငယ်ထည့်ပြီးတော့မှချက်သားလေးတွေကြက်လာတဲ့အထိကြော်ထားပြီးလိုက်ပါမယ်ချက်သားလေးတွေလည်းတင်းပြီးတော့ကြက်လာပြီဆိုလို့ရှိရင်တော့ခရမ်းညင်လေးထည့်ပါမယ်ကြာစံကြော်တဲ့ကိုခရမ်းညင်လေးထည့်ကြော်ပေးတာကတော့ကြာစံကြော်ကိုခက်ဆူဆူလေးလိုချင်လို့ပါခရမ်းညစ်သီးလေးတွေနည်းနည်းဤသွားအောင်လို့ကြော်ပြီးပြီဆိုလို့ရှိရင်တော့အသီးနှံလေးထည့်ပါမယ်အသီးနှံကိုတော့မာတယ်မုံလာဦးနီနဲ့ရွှေပဲသီးလေးကိုအရင်ဆုံးထည့်ပြီးတော့ကြော်ပေးပါတယ်ခဏလောက်ကြော်ပြီးတော့အသီးနှံလေးလည်းနည်းနည်းဤပြီဆိုရင်တော့ကော်ဖီလေးထည့်ပြီးတော့ကြော်ပေးပါမယ်ကော်ဖီကတော့အကြာကြီးကြော်ကြမလို့ပဲနဲ့နူးလွယ်တာကြောင့်သူတို့ခဏလောက်မွေပေးပြီးတော့ကြော်ထားပေးလိုက်ပါမယ်အသီးရွက်လေးကြော်ထားတော့မှတော့တစ်ဖက်ကရေစိမ်ထားတဲ့ကြာစံကိုလည်းစကားနဲ့ရေစစ်ထားပေးလိုက်ပါမယ်ကြာစံလေးတွေကတော့ဤနေပြီပေါ့နော်ရဲစုတို့တစ်ဖက်ကအသီးနှံလေးလည်းနည်းနည်းလေးနူးစားပြူလာပြီဆိုလို့ရှိရင်တော့ဒီရေစစ်ထားတဲ့ကြာစံလေးကိုထည့်လိုက်ပါမယ်ပြီးရင်တော့သူ့တွေကိုပဲငတ်ပြားရဲ့အကြည်လေးထည့်မယ်ခရူးစီစားတဲ့သူကခရူးစီထည့်ပါနော်စုကတော့အသီးရွက်လေးနဲ့လှုပ်ထားတဲ့ဒီလိုမျိုးမှုတ်စီလေးကိုထည့်ပါတယ်ပြီးတာနဲ့ပဲငတ်မြားကြီးအနောက်ကိုထည့်ပါမယ်ခက်မြများလေးထည့်ပါတယ်ရတာတော့ကိုတော့စုကစားရဲ့ချုံမုံလေးကိုပဲတုံထားတယ်စက်သားမုံကြိုက်တင်သက်ရာကိုထည့်နိုင်ပါတယ်ပြီးတာနဲ့အားလုံးနှံသွားအောင်လို့မှွေထားပြီးလိုက်ပါမယ်အသီးနှံနေနဲ့ကြာစံနေအားလုံးသမပြီးတော့ဘဲငတ်ပြားရဲ့အကြည်နောက်လေးလည်းနှံသွားတဲ့အထိပေါ့နော်ကြာစံကိုရေစိမ်ပြီးတော့ကြော်ပြီးတာကသူတို့ကြော်တဲ့အခါမှာအကြာကြီးကြော်ကြမလို့ပါဘူးကြာစံလေးကိုနည်းနည်းလေးစမ်းကြည့်လိုက်တာမာသေးတာနဲ့စုကသူ့တွေကိုရေလေးနဲ့ထည့်ပြီးတော့ထက်ကြော်ထားပြီးလိုက်ပါတယ်ကြာစံအပြုတ်အမှာကတော့ကြော်နေနဲ့မှကြာစံလေးကိုကန်ကြည့်လိုက်လို့ကိုယ်စိတ်ကြိုက်မပြော့သေးဘူးဆိုလို့ရှိရင်ရေလေးထည့်ပြီးတော့မီးအေးလေးနဲ့ဖုံးအုပ်ထားမယ်ဆိုရင်လည်းကြာစံလေးတွေကဤလွယ်ပါတယ်။ကဲစုကတော့ရေလေးနဲ့ထည့်ပြီးကြော်လိုက်တာကြာစံလေးတွေလည်းဤသွားပြီဖြစ်တဲ့အတွက်မီးပိတ်လိုက်ပါတော့မယ်။ပြီးတာနဲ့ညှက်ထားတဲ့ကြက်ဥကြော်လေးတွေထည့်လိုက်ပါမယ်။ကြာစံကြော်ရတာလေးအရန်လွယ်ကူရိုးရှင်းပြီးတော့စားလို့လည်းကောင်းတယ်။စရိတ်မှာဆိုလို့ရှိရင်ဒီနီးလေးတိုင်းမဲ့အမြဲတမ်းကြော်တယ်ပေါ့နော်။ကြာစံကြော်နဲ့တွဲစားဖို့အတွက်ကိုတော့အချင်းဖြော်ပါမယ်။ဂျင်းလီထားတာလေးရဲ့ကျွတ်သွန်ဖြူနှံငယ်ကိုစိမ့်လေးထည့်ပြီးတော့မှအရင်ဆုံးညှက်သွားအောင်ကြိတ်ထားပေးလိုက်ပါမယ်။ထောင်းထားပြီးခြင်းလည်းရတယ်ပြီးပြီဆိုရင်တော့ဖြော်မဲ့ခွက်ထဲကိုထည့်လိုက်ပါမယ်။အစောကစိန်နာခဲ့တဲ့မကြီးသီးနဲ့ထညက်လေးကလည်းအခုလိုမျိုးလေးပျော်နေပြီဖြစ်တဲ့အတွက်အနှစ်လေးရအောင်တခြားလေးနေပြီးတော့မှမကြီးအနှစ်လေးကိုလည်း9စွန်း6စွန်းလောက်ထည့်ပါမယ်။ပြီးရင်တော့ငရုတ်စီလေးတစ်စွန်းထည့်မယ်အချင်းကိုတော့လိုတလောက်ထည့်လို့ရတယ်ပေါ့နော်။ပြီးတာနဲ့သူ့တွေကိုအရသာအတွက်တော့စုကတကြားနဲ့စားလေးကိုပဲထည့်ထားပါတယ်။ပြီးရင်တော့တေးသေးချာချာလေးပျော်သွားအောင်လို့မှွေထားပေးလိုက်ပါမယ်။ပြီးတာနဲ့အရသာပေါ့ငံလေးမြည်ကြည့်မယ်။အရသာလည်းအကုန်လုံးအဆင်ပြေပြီဆိုရင်တော့နန်းနန်းမင်းလေးလီးထားတာထည့်လိုက်ပါမယ်။စုကတော့နည်းနည်းလေးမဆက်ဘူးထင်တာနဲ့ငရုတ်ဒီမှုန်လေးနည်းနည်းထပ်ပြီးတော့ထည့်လိုက်ပါတယ်။ပြီးတာနဲ့အားလုံးကိုနှံသွားအောင်မှွေပေးလိုက်မယ်ဆိုရင်ကြာစံကြော်နဲ့အရန်လိုက်ဖက်တဲ့အချင်းရင်လေးလည်းရပြီပေါ့နော်။စုကတော့ကြာစံကြော်အရန်ကြိုက်တဲ့သူမို့လို့အိမ်မှာလည်းဒီနီးလန်းလေးတိုင်းပဲခဏခဏကြော်စားဖြစ်ပါတယ်။
ဆုလိုမျိုးပဲကြာစံကြောကြိုက်တဲ့သူတွေရှိရဆိုရင်တော့ဒီနီလန်းလေးတိုင်းပဲကြော်စားကြည့်ပါနော်အချင်းရင်လေးကလည်းအရန်ကိုစားလို့ကောင်းပါတယ်ကဲဒါဆိုရင်တော့ဆွေဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအချက်နေမလို့နေလေးတွေကိုစလိုက်တင်အောင်မှဖြစ်လို့ဆွေ channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်ဆွေဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်တင်မှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ